တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းတူနီးရှားနိုင်ငံအတွက်ဆုတောင်းပါ49ခုမြောက်သောစာလံအပိုက်ငယ်နှင့်အကြောင်းမူကားအမြင့်ဆုံးသောထာဝရဘုရားသည်ကြောက်မက်ဖွယ်သောဘုရားမြေကြီးတစ်ပြင်လုံးကိုအစိုးရသောမဟာမင်းကြီးဖြစ်တော်မူ၏အာမင်ဆုတောင်းကြပါစို့အနန္တတကူနှင့်ပြည့်စုံသောအဖထာဝရဘုရားနာမတော်ကိုကျွန်ုပ်တို့ယူသည်လေးမြတ်လျက်ချီးမွမ်းကြပါ၏ယခုတူနီးရှားနိုင်ငံအတွက်ဝင်တာထား၍ဆုတောင်းကြရာထိုနိုင်ငံ၏အပြစ်များကိုဝင်ချတောင်းပန်လျက်ရှေ့တော်၌တိုးဝင်ချင့်ကပ်ကြပါ၏နိုင်ငံသားတိုင်းကိုခန္ဓာကိုယ်သာဖျက်ဆီးနိုင်သောသူများကိုကြောက်ရွံ့ခြင်းထက်ဝိညာဉ်ကိုငရဲသို့ချနိုင်သောကဲ့တင်နိုင်သောဘုရားသခင်ကိုကြောက်ရွံ့ယူတည်တတ်ရန်ဆုတောင်းပါ၏ထိုတူနီးရှားနိုင်ငံ၌တန်ရှင်းသောဝိညာဉ်တော်တကူတက်ရောက်၍လူတိုင်းခန္ဓာစိတ်ဝိညာဉ်လွတ်မြောက်ကဲ့တင်ခြင်းရ၍ဝိညာဉ်စာငတ်သူများတိုးပွားများပြားလာရန်ဆုတောင်းကြပါ၏ထိုသူတို့သည်ဘုရားသခင်သာလျှင်မြေကြီးတစ်ပြင်လုံးကိုအစိုးရသောမဟာမင်းကြီးဖြစ်ကြောင်းဝန်ခံတတ်စေရန်သူတို့၏နှလုံးသားများကိုတို့ထိတော်မူပါပါထိုနိုင်ငံအတွက်အမှုတော်မြတ်၌ပါဝင်ဆက်ကပ်လှုပ်ဆောင်နေသောအသင်းတော်နှင့်အသင်းသူအသင်းသားတိုင်းတို့သည်ခရစ်တော်၌တလုံးတဝတည်းဖြစ်စေ၍ဘုရားသခင်၏ဘုန်းတော်ထင်ရှားလျက်သာသနာတော်ကျယ်ပြန့်နှံ့ပြားစေရန်မဆကောင်းကြီးပေးပါမည်အကြောင်းသခင်ယေရှုနာမ၌ယိုသေးစွာတောင်းလျှောက်ကြပါ၏အာမင်